မရှိသောမြတ်တာအမေရဲ့နှွေးသောရင်ခွင်နေကိုသာပြန်လာခွင့်ရခြင်းမီဆိုမိုက်သူနောင်နာနဲ့အတူသားချော့သေးတဲ့ဘုပြန်လဲကြရောက်အမေကိုနေတိုင်းဥခတ်ရင်အမေကျေးဇူးတရားသားတနေ့မှပြန်ဆက်ခွင့်ကိုသာသားဘဝမှာမျောလင့်ထားဆုံးအရာလွမ်းလို့ရမငိုလိုက်နဲ့အမေမိဘမျက်ရည်ကြွေမှာဆိုတဲ့သားလိမ့်မတယောက်ဖြစ်ချင်နေအမေရိတ်ကိုစွန့်သွားခဲ့သူသားလည်းတနေ့မှမပြောပါဘူးအမေသားယုံကြည်ချက်အမှုပညာဒီလမ်းပေါ်မှာဘဝတိတ်ပဲဆန်တဲ့တခြင်းတွေဆိုတကယ်တော့တခြင်းတစ်ပုဒ်ပါဒီကဘာမှာအစားထိုးစရာမရှိတဲ့မေတ္တာကဘာတီနေပခတ်လွယ်သောလက်ရှိ